ရောက်ဖူးခဲ့ပါသည်ခံငေါ်ပင်အောက်ကခုံနေမှာထိုင်မှုခဲ့ပါသည်သူရဲ့ကျွန်တော်ရဲ့ချစ်နေစဉ်မှာမနေကကြောင်းငန်းနေသူမရှိလို့လိုက်ရှာသည်သူလမ်းနေတောင်ရောက်ခဲ့ပြီးပြီပဲစီကိုများပြောင်းလို့သွားခဲ့သည်ရက်ွက်သေးကလူတွေလာပြီးပြောနေသည်နောက်တစ်ယောက်တွဲသွားလေသည်ဒါတော့မဖြစ်နိုင်မီမတူတာမတန်တာအတွက်ခါရှင်ငါသူမိဘများကတနေ့တည်းပဲပို့မှာပါအပေါင်းအသင်းများရဲ့ရောင်ရင်များရဲ့မြင်ရင်ခေါ်တာအကြောင်းကြားပေးကြပါတွေ့ရင်ပြောကြပါလိကျေးဇူးဆက်ပါမည်လက်ခံထားတဲ့လူတွေကိုတရားစွဲဆိုမည်နိုင်ငံတော်ကိုသိစေခြင်းသည်အချင်းနဲ့ပတ်သက်တဲ့ခုံရုံးကလေးဖွင့်မှာခမညာကျွန်တော်ချစ်တဲ့သူပြောင်းလို့သွားပြီကျွန်တော်ရှာပေမဲ့အခုဒီမတွေ့တော့သည်ဒီပဒီလမ်းမပေါ်မှာရှောက်ဖူးခဲ့ပါသည်ခံငေါ်ပင်အောက်ကခုံနေမှာထိုင်မှုခဲ့ပါသည်သူရဲ့ကျွန်တော်ရဲ့ချစ်နေစဉ်မှာမနေကကြောင်းငန်းနေသူမရှိလို့လိုက်ရှာသည်သူလမ်းနေတောင်ရောက်ခဲ့ပြီးပြီပဲစီကိုများပြောင်းလို့သွားခဲ့သည်ရက်ွက်သေးကလူတွေလာပြီးပြောနေသည်နောက်တစ်ယောက်တွဲသွားလေသည်ဒါတော့မဖြစ်နိုင်မီမတူတာမတန်တာအတွက်ခါရှင်ငါသူမိဘများကတနေ့တည်းပဲပို့မှာပါအပေါင်းအသင်းများရဲ့ရောင်ရင်များရဲ့မြင်ရင်ခေါ်တာအကြောင်းကြားပေးကြပါတွေ့ရင်ပြောကြပါလိကျေးဇူးဆက်ပါမည်လက်ခံထားတဲ့လူတွေကိုတရားစွဲဆိုမည်နိုင်ငံတော်ကိုသိစေခြင်းသည်အချင်းနဲ့ပတ်သက်တဲ့ခုံရုံးကလေးဖွင့်မှာခမညာကျွန်တော်ချစ်တဲ့သူပြောင်းလို့သွားပြီကျွန်တော်ရှာပေမဲ့အခုဒီမတွေ့တော့သည်